Do you have a cup of tea? No. Do you have a cup of tea? Yes. ကျမတို့မြန်မာလန်နာမှန်လို့ရှိရင် CAP နဲ့ CUP အတန်အတွက်ကလေးကိုရောနေကြပါလိမ့်မယ်တချို့ကတော့ဒီ cup နဲ့ cup ကအတန်အတွက်တွေကိုတူတယ်လို့တော့မှထင်ပြီးတော့မှအတူတူအတန်ထွက်မိနေကြတာမျိုးလည်းဖြစ်နိုင်တယ်လို့အတန်ချားနာတာကိုသတိမထားမိတာမျိုးတွေဖြစ်နိုင်ပါတယ်အဲ့တော့ဒီနေ့ကနေစပြီးတော့ confuse ဖြစ်နေတာတွေကိုဆွလွတ်လိုက်ပါတော့ဗီဒီယိုလေးကြည့်ပြီးသွားတဲ့အခါမှာ short you အတန်လေးကိုဘယ်လိုထွက်ရမလဲဆိုတာကိုသိချာသိသွားပါလိမ့်မယ် Stop guessing and start feeling ပါမင်္ဂလာပါ Rooted English with Miranda Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ Miranda ပါအင်္ဂလိပ်စာအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုချစ်ချင်းမြင့်မြင့်နဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျွန်မက short you အတန်လေးကို share လုပ်ပေးမှာပါ short you ရဲ့ phonetic symbol လေးကတော့ဒီလိုလေးပြပါတယ်ဒါပေမဲ့ဒီ short you အတန်လေးကိုကျွန်မကဘယ်လိုထွက်ရလဲဆိုတာမပြောခင်မှာအရေးကြီးတဲ့အချက်၃ချက်ကိုအရင်ဆုံးမျှဝေပေးပါမယ်ဒါလေးတွေကတော့ကျွန်တော်တို့ short you အတန်ထွက်တဲ့အခါမှာကျွန်တော်တို့ရဲ့ရှာတွေသွားတွေနှက်ခမ်းတွေကိုဘယ်လိုထားရမလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်တို့ရဲ့ရှာရဲ့နေရာပါနေရာဆိုတာမှဒီလိုရှေ့နောက်နေရာပေါ့နော်ကျွန်တော်တို့ရှာကိုသူကအလဲတက်မှာထားရပါမယ်ရှေ့ကိုလည်းမထုတ်ရဘူးဒီနောက်ထဲကိုလည်းမသွားရပါဘူးရှာက neutral နေရာမှာဖြစ်နေရမှာပါဒီလိုဖြစ်ဖို့ရအတွက်ဆိုရင်တော့ဘာမှ trade to အားစိုက်စရာမလိုပါဘူးကျွန်တော်တို့ပုံမှန်ရှာလေးထားတဲ့အတိုင်းပဲထားလိုက်တယ်ဆိုရင်ကိုပဲသူကအလဲကိုရောက်သွားပါတယ်နောက်ထပ်တစ်ခုကတော့ကျမတို့ရဲ့ဒီရှာလေးရဲ့အမြင့်လို့ပြောပါတယ်ဒါပေမဲ့ရှာလေးရဲ့အမြင့်ဆိုတာထက်ဆိုင်ရင်ဘာလို့မှတ်ရင်ရလဲဆိုတော့ပါဇက်ဘယ်လောက်ဟရမလဲဆိုတာပါကျမတို့ကရှဝါဆောင်းလေးကိုအတန်ထွက်တယ်ဆိုလို့ရှိရင်ပါဇက်ကလေးကိုတတလေးပဲနည်းနည်းလေးပဲဟာတယ်ဒီအခုကျမတို့ရဲ့ short you တန်လေးကိုအတန်ထွက်တော့မယ်ဆိုရင်တော့အဲ့ဒီရှဝါဆောင်းထက်ပိုပြီးတော့ဟပေးရပါမယ်အဲ့တော့အတန်ကထွက်တဲ့အခါမှာပါဇက်ကနည်းနည်းလေးပိုပြီးဟရမယ်လုံးဝကြီးအကျယ်ကြီးဟရတာမျိုးလည်းမဟုတ်ပါဘူးဒါလေးပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ထပ်တစ်ခုကကျမတို့ရဲ့နှက်ခမ်းပုံစံမှာကျမတို့ကဒီအတန်လေးကိုထွက်တော့မယ်ဆိုလို့ရှိရင်နှက်ခမ်းလေးက neutral နေရာမှာလေးမှာပဲဖြစ်နေရမှာပါဥပမာE ဆိုတဲ့အတန်လိုမျိုး E ဆိုပြီးတော့လဲ smiling မဖြစ်ရပါဘူးနောက်ထပ်တစ်ခုကဒီလိုအတန်လိုမျိုးလဲကျမတို့က rounded ရှေ့ကိုဒီလိုမျိုးနှက်ခမ်းကိုစူမနေရပါဘူးအဲ့လိုနှစ်ခုစလုံးမလုပ်ဘဲနဲ့ပုံမှန်အတန်လေးတိုင်းပဲဒီလိုထွက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကအဓိကအရေးပါတဲ့အချက်၃ချက်ကိုတော့ပြောပြီးသွားပါပြီအဓိကကတော့မေယိုလေးကိုအောက်ကိုချပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျမတို့ရွှာဆောင်းလေးနဲ့အတန်လေးနှစ်ခုကိုရှင်ပြီးတော့မှထွက်ကြည့်ရအောင်ပါဒါမလို့ထင်ပါတယ်ရှင်ရှွာဆောင်ထွက်နီးအသေးစိတ်ကိုကျွန်မကဒီဗီဒီယိုလေးထဲမှာပြပေးထားပါတယ်အဲ့ဒီမှာအသေးစိတ်သွားပြီးတော့လေ့လာလို့ရပါတယ်ရှွာဆောင်အသုံးပြုနည်းတွေအတန်ထွက်နည်းတွေပြီးတော့အခါကျတော့ဘယ်စကလုံးတွေမှာဆိုရင်ဘယ်လိုမျိုးအတန်ထွက်ပေးရတယ်ဆိုတာလေးတွေကိုပါကျွန်မကပြည့်ပြည့်စုံစုံနဲ့မျှဝေပေးထားပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့နမူနာစလုံးလေးတွေကိုဆက်ပြီးတော့မှလေ့လာကြည့်ကြရအောင်ပါcup mother couple blood up dust အလုံးရမယ်လို့မျှော်လင့်ပါတယ်ရှင်ခုမျှဝေပေးသွားတဲ့နမူနာစလုံးလေးတွေထဲမှာဆိုရင်ဘယ်စကလုံးလေးကပေါ့နော်ပို့ပြီးတော့မှအံ့ဩစရာအကောင်းဆုံးလဲဒီလိုအတန်ထွက်ခဲ့မိတာပါလားဆိုပြီးဖြစ်ဆုံးလဲရှင်ကျမတို့ကတော့ DOES ပါ dash လို့ပဲအရင်တော့အတန်ထွက်ခဲ့တာပေါ့နော် short you အတန်လေးကိုတသေးချာမသိခင်တော့ကျတော့ dash ဒီလိုမျိုးထွက်တာပါတကယ်တော့ dash လို့ဒီလိုမျိုးဖြစ်တဲ့အခါမှာဘာကြောင့်ဖြစ်တာလဲဆိုရင်ကျမတို့ကအဲ့ဒီအတန်လေးနှစ်ခုကအရန်ရိုးလို့ပါဆိုတဲ့အတန်နဲ့ဆိုတဲ့အတန်နဲ့ပါအဲ့တော့ကျမကခုနရွှာဆောင်းလေးနဲ့အတန်လေးကိုပြန်ပြီးပြောပြပေးပါမယ်ရွှာဆောင်းဆိုရင်သူက relax ဆောင်းပါပြီးရင်တော့ဒါက short you ပါနောက်ဆုံးတစ်ခုကတော့ဆိုတဲ့အတန်မှာအဲ့ဒီအတန်ကတော့ကျမတို့သွားဆေးကန်းကိုသွားလို့ရှိရင်ဆရာဝန်ကပါဇက်ကိုဟခိုင်းနေဆိုရင်ဒီလိုမျိုးအဲ့လိုအတန်ကိုမှတူတူလေးပြောရပါမယ်ဘာဖြစ်လို့လဲဆိုတော့ short vowel မို့လို့ပါအဲ့တော့ short vowel ဖြစ်တဲ့အတွက်ဒီလိုအတန်ထွက်ပေးရပါတယ်အဲ့ဒါဆိုရင်အတန်၃တန်ကိုပြန်ကြည့်ကြည့်အောင်ပါ
ဒီလိုအတန်လေးပါအဲ့တော့အခုနအမှားများတတ်တဲ့ဆိုတဲ့အတန်နဲ့ဆိုတဲ့အတန်နှစ်ခုကိုကျမကminimal pairs လေးတွေနဲ့ဆက်ပြီးတော့မှလေ့ကျင့်ကြည့်ပါမယ် bat 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 cat 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 bag 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 run 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 paddle 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 အခုဆက်ပြီးတော့စာကြောင်းလေးတွေကိုလေ့ကျင့်ကြည့်ကြရအောင်ပါ The cup was stuck in the mud. The cup was stuck in the mud. The cup was stuck in the mud. My uncle loves to run in the sun. My uncle loves to run in the sun. My uncle loves to run in the sun. We had much luck finding money under the rug. We had much luck finding money under the rug. We had much luck finding money under the rug. ဒီတစ်ခါမှာတော့ challenge လေးနည်းနည်းယူကြည့်ကြရအောင်ပါကျမကစကားလုံးလေးတစ်လုံးကိုပြောလိုက်တဲ့အခါမှာဒီစကားလုံးလေးကဘယ်စကားလုံးလေးလဲဆိုတာကိုရေးကြည့်ကြပါနော် butter butter fan fan back back much much hut hut ဘယ်နှလုံးမှန်သွားပါသလဲရှင်အခုလိုမျိုးလိုက်ပြီးတော့လေ့ကျင့်ပြီးရဲ့အခါမှာကျွန်တော်တို့ဒီမေးရိုးတွေညောင်းနေပြီဆိုရင်တော့ congratulations ပါကျမတို့ကဒီအတန်ထွက်ကိုမှန်မှန်ကန်ကန်ထွက်ဖို့ရအတွက်လမ်းကြောင်းပေါ်ကိုရောက်နေပါပြီအင်္ဂလိပ်လိုပြပြတတပေါ့နော်စကားပြောနိုင်ဖို့အတန်ထွက်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ကျမတို့ကဒီsound လိုမျိုးပဲ vowel sound တွေကိုတိတိကျကျမှန်မှန်ကန်ကန်ထွက်နိုင်ဖို့အရင်အရေးကြီးပါတယ်ဒါကြောင့်မို့လို့ကျမကဒီလို vowel sound လေးတွေအတန်ဘယ်လိုထွက်ရတယ်လဲဆိုတာတွေအခြားသောphonetics lessons တွေကိုပေါ့လေကျွန်မအမြဲတမ်းပုံမှန်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက် channel လေးကိုလည်း subscribe လုပ်ပေးထားကြပါအောင်ရှင်ဒီ video လေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်လည်း like လေးပေးခဲ့ကြပါအောင် stay rooted and keep learning bye bye